တီယူကဘာဝတ္တတက္ကသိုလ်ရန်ကုန်2025-2026 ပညာသင်နှစ်စာမေးပွဲတတိယနေ့ဖြစ်ပါတယ်ဒီတတိယနေ့ဖြည့်ဆို့နေကြတာဖြစ်ပါတယ်ဒီကနေ့ဖြေလူရှင်ကတော့ဝါရီဒေါ်ခင်လေးကြည်တို့မိသားစုဖြစ်ပါတယ်တတိယနေ့မှာဒေါ်ခင်လေးကြည်တို့မိသားစုကဖြော်ရီမကနဲ့လူတော်တွေနဝကံမှာများလှူဒါန်းတာဖြစ်ပါတယ်မနေ့ကကြတော့ဒေါ်ခင်မဝင်းတို့ရွှေဆိုင်မရှင်ကလှူဒါန်းတာဖြစ်ပါတယ်စာသင်စာချတန်ကတော့အားလုံးနဝကံမှာများလည်းလှူဒါန်းပါတယ်ပထမရက်ကတော့ဥခင်ဆိုဒေါ်ရီထေးမိသားစုတို့ကဖြော်ရီများဆက်ကပ်တာဖြစ်ပါတယ်ဒီကဘာဝတ္တတက္ကသိုလ်ရန်ကုန်ဝတ္တတက္ကသိုလ်တန်တော်များစဖြေနေတာဖြစ်ပါတယ်အမေရန်ဘေရန်ဒီပလိုမာတန်းများဖြစ်ပါတယ်ဒီကဘာဝတ္တတက္ကသိုလ်ရန်ကုန်ဒီကဘာဝတ္တတက္ကသိုလ်စကိုင်းဒီကဘာဝတ္တတက္ကသိုလ်မန္တလေးတက္ကသိုလ်၃ခုတပြိုင်တည်းဖြေဆိုနေကြတာဖြစ်ပါတယ်စကိုင်းမန္တလေးမှာသူတက္ကသိုလ်အသီးသီးမှာကျင်းပပါတယ်ဒီတစ်ချိန်နဲ့ဖြစ်ပါတယ်ပြဋ္ဌာန်းကျမ်းစာလည်းအတူတူဖြစ်ပါတယ်ဒီကဘာဝတ္တတက္ကသိုလ်ရန်ကုန် first time ပထမနေ့ဝက်ဆောင်ပွဲဖြည့်ဆို့နေကြတာဖြစ်ပါတယ်ဒီကနေ့တတိယမြောက်နေ့ဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးရက်ဖြစ်ပါတယ်တက္ကသိုလ်ရဲ့ဝင်ငွေလျှောက်လာများကိုဧပြီ19စပြီးတော့လက်ခံလေးရှိပါတယ်မြန်မာနှစ်သစ်ကူနှစ်ဆန်းတရားနေရာစပြီးတော့လူပုဂ္ဂိုလ်များအတွက်အထူးသင်တန်းဖြစ်တဲ့ဗုဒ္ဓဓမ္မဒီပလိုမာတန်းတွေလည်းပဲဖွင့်ပေးတာဖြစ်ပါတယ်ဗုဒ္ဓဓမ္မပါရဂါတန်းပထမနှစ်ဒုတိယနှစ် advanced ဗုဒ္ဓဓမ္မအစဉ်မြင့်ဗုဒ္ဓဘာသာသင်တန်းဆိုပြီးတော့လူပုဂ္ဂိုလ်များအတွက်လည်းဖွင့်ပေးထားတာရှိပါတယ်စနေတနင်္ဂနွေမနေ့ပိုင်း8 နာရီကနေ17 နာရီအထိသင်တန်းဖြစ်ပါတယ်3 နာရီ3ဘာသာသင်ပေးတာဖြစ်ပါတယ်တရန်ကို2 year semester နှစ်ခုဆောင်ဝဲနှစ်ကြိမ်ဖြည့်ဆို့ပြီးတော့အတန်းတစင်တက်ရတာဖြစ်ပါတယ်အားလုံးဖြည့်ဆို့နိုင်ကြပါစေ